စားကောင်းပါလေစားကောင်းတယ်မျိုးတိဟာရှင်ဖျားတပည့်တော်ရိုသေစွာလျှောက်ထားပါသည်ထီထိုးခြင်းသည်ဘယ်လိုသီလကိုချိုးဖောက်ပါသလဲလူနဲ့ယဟန်များထီထိုးလင်အပြစ်ဖြစ်ပါသလားဖြစ်လင်လူဆိုလင်ဘယ်လိုသီလကိုချွလွန်ပါလဲယဟန်ဆိုရင်ဘယ်သီလကိုချွလွန်ပါသလဲ၅ပါးသီလထဲမှာပါပါသလားဆိုတော့ခုနပြောတဲ့ထဲမှာဒီထီဆိုတာကစားတာတစ်မျိုးပဲပေါ့ကစားတာတစ်မျိုးဆိုမင်းဒီတီဘောမင်းလက်ထက်မှာမန္တလေးမှာထီဖွင့်တယ်ထီဖွင့်သည့်အတွက်ကြောင့်လူတွေကထီကစားကြတော့မွဲကြတယ်တော်တော်များများအဲ့ဒီမန္တလေးဈေးရုံနာကယုံတော်ကြီးလို့ခေါ်တဲ့အဆောက်အဦရှိတယ်အဲ့ဒါထီဖွင့်တဲ့ယုံကြီးမို့ယုံတော်ကြီးလို့ခေါ်တာနော်ယုံတော်ကြီးလို့ခေါ်တယ်အဲ့ဆရာတော်ကြီးတွေကဘုရင်စီမေတ္တာစာပို့တယ်ထီမဖွင့်မို့ထီဖွင့်သည့်အတွက်ကြောင့်လူတွေကကစားကြတဲ့အခါမှာလောင်းကစားတစ်မျိုးပဲလေလောင်းကစားတစ်မျိုးဆိုတော့ခုနစီးပွားပြက်ခြင်းအကြောင်းထဲမှာပါတယ်ပေါ့စီးပွားပြက်ခြင်းအကြောင်းထဲဟို၅ပါးသီလထဲတော့မပါဘူးပေါ့နော်ဒီစီးပွားပြက်ခြင်းအကြောင်းတစ်ခုထဲမှာတော့ပါတယ်ပေါ့၅ပါးသီလထဲမှာပါတာအရေးမကြီးလို့မဟုတ်ဘူးလေသူကဒါစီးပွားပြက်ဖို့အတွက်ကစားဖက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့လောင်းကစားအလုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့၅ပါးသီလထဲမပါလည်းပဲရှောင်သိရင်ရှောင်ရမှာပေါ့ဒီလိုဆိုလို့ပေါ့ဒီရဟန်းတော်တွေလည်းမထိုးကောင်းဘူးလူတွေလည်းဒီကစားတာဟာပျက်စီးခြင်းအကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့ကစားတဲ့ထဲမှာပါတယ်ပေါ့ရဟန်းတွေကြတော့ဒါဒုက္ခအပ္ပတ္တနာလို့ပြောရမှာပေါ့